အင်္ဂလိပ်စာရေးတဲ့အခါကိုယ်စာတွေကပိုပြီးရှင်းလင်းပြီးတော့အားကောင်းနေစေချင်တယ်ဟောအဲ့ဒါဆိုရင်ဒီနေ့မှအတူတူလေ့လာကြမယ်အကြောင်းအရာကအသွင်ပင်ပါပါ appositive လို့ခေါ်တဲ့ရိုးရှင်းပေမဲ့တကယ်ကိုအစွမ်းထက်တဲ့နီလန်တဲ့တစ်ခုအကြောင်းပြောပြတော့မှာဖြစ်ပါတယ် ကဲစာရေးတဲ့အခါမှာလေဒတာအရာတော့မှန်တယ်ဒါပေမဲ့ဖတ်လိုက်ရင်တစ်ခုခုလိုနေတယ်လို့ပဲအချက်လက်မစုံတယ်လို့ပဲလို့ခန်းစားရဖို့ကြမှာပါအဲ့လိုပြေတနာလေးအတွက်အဖြေကရှိနေပါတယ် ဥပမာဒီစာကြောင်းလေးကိုကြည့်အောင် My friend is a good singer တဲ့ဒီဝါချကမန်တော်မန်တယ်ဒါပေမဲ့ခဏလေးဘသူတငယ်ချင်းကိုပြောနေတာလဲဆိုတဲ့မိကုန်းကကြံနေခဲ့တယ်မို့လား အဲ့လိုမိကုံမျိုးကိုဖြည့်ရှင်းပေးလိုက်တာကတော့ a positive ပါပဲမြန်မာလောတော့နည်းနည်းရှိတယ်အထူးပြုရှင်းလင်းချက်ပြပေါ်လော်ပြောရရင်သူကကိုရဲဝါချန်ကြီးကိုပိုပြီးတိကျပြည့်စုံသွားအောင်ကူညီပေးတဲ့ထူးတစ်ခုပါပဲ သူ့အလုပ်ကဘာလဲဆိုတော့ဝါကြထဲမှာပါတဲ့လူတယောက်နေရာတစ်ခုဒါမှမဟုတ် PC တစ်ခုကိုနောက်ကနေပြီးတော့အချက်လက်ထပ်ဖြည့်ပေးတာဒါမှမဟုတ်နေမယ်လေးတစ်ခုထပ်ပေးလိုက်တာမျိုးပေါ့ပိုပြီးမြင်သာအောင်ရှင်းပြပေးတဲ့သဘောပါပဲ ဟုတ်ပြီ appositive ကဘလောက်အသုံးဝင်လဲဆိုတော့အတူတူကြည့်လိုက်ကြအောင်ပထမဆုံးနီလန်ကတော့လေဝါကြတစ်ခုကိုပိုပြီးစိတ်ဝင်စားစရာကောင်းတော့အောင်အဖို့အချက်လက်လေးတွေဖြည့်ထည့်ရပြီးတာပါ ဒီလို appositive မျိုးကိုကြတော့ non essential လို့ခေါ်ပါတယ်ဆိုလိုတာက तू ကမရှိမဖြစ်မဟုတ်ဘူးအပို့ချီဆွဲချက်ပဲအဲ့တော့အရေးကြီးတဲ့စီမင်းတစ်ခုကပါလဲဆိုတော့သူ့ကိုကောမာသုံးပြီးတော့အမြဲတမ်းချပေးရပါမယ် ဥမာလေးကြည့်အောင် Mr. John my English teacher is very kind ဒီမှာဆိုရင် my English teacher ဆိုတာက Mr. John ကဘယ်သူလဲဆိုတာကိုအဖို့ထည့်ရှင်းပြတာလေဒီစာသားကိုတာဖက်လိုက် Mr. John is very kind ဆိုပြီးမူရင်းဝါကြကအတိပ္ပယ်ပြည့်စုံနေတော့မယ်အဲ့ဒါကြောင့် non essential လို့ခေါ်တာပေါ့ နောက်ထပ်ဥပမာကောင်းတစ်ခုကတော့ဒါပါပဲ We are traveling to Bagan an ancient city in Myanmar ဒီမှာကြတော့ an ancient city in Myanmar ဆိုတဲ့ appositive က Bagan ဆိုတာဘာလဲဆိုတာကိုဝါကြရဲ့အစုံမှာထည့်ပြီးတော့ပြည့်စုံရှင်းပြသွားတာကိုတွေ့ရမှာပါဒါကြောင့် non essential appositive တော့အဓိကမှာရမှာကသူကအပေါ်အချက်လက်ဒါကြောင့် comma ကိုအများရန်သုံးပြီးတော့ချပေးရမယ်ဒါပါပဲကဲဟုတ်ပြီအပေါ်အချက်လက်တွေအကြောင်းကိုသိသွားပြီဆိုတော့မရှိလို့မဖြစ်တဲ့မရှိမဖြစ်လို့အပ်တဲ့အချက်လက်တွေကိုပေးတဲ့ဒုတိယမျိုးအစားကိုဆက်ကြည့်လိုက်ကြရအောင်သူတို့ကိုကြတော့ essential opposites လို့ခေါ်တယ်သူတို့ကဘယ်သူလဲဘယ်တစ်ခုလဲဆိုတဲ့မေးခွန်းကိုဖြေပြီးတာဖြစ်လို့မရှိမဖြစ်လို့အပ်ပါတယ်အဲ့ဒါကြောင့်အရေးကြီးတာကသူတို့ကိုခေါ်မာနဲ့လုံးဝခွဲမရေးပါဘူးခေါ်မာမလို့ပါဘူးအစကဥမာကိုပြန်သွားချီအောင် My friend Kyojo is a good singer ဒီမှာကြောကြောဆိုတာကမရှိမဖြစ်လိုအပ်တဲ့အချက်အလက်ပဲဘာလို့လဲဆိုတော့သူ့နာမည်သားမပါရင်ဘယ်သူတငယ်ချင်းကအဆိုတော်ကောင်းလဲဆိုတာသူ့မှာမဟုတ်တော့ဘူးလေဝါချကမရှင်းတော့ဘူးဒါလည်းအတူတူပါပဲ The movie Titanic won 11 Academy Awards ဒီဝါချမှာ Titanic ဆိုတဲ့နာမည်ကအဖို့အချက်လက်မဟုတ်ဘူးဘယ်ရုပ်ရှင်အကြောင်းပြောနေလဲဆိုတာကိုအတင်းအကျပ်ထိဖို့အတွက်မရှိမဖြစ်လိုအပ်နေတဲ့အချက်ပါပဲဒါကြောင့်မထားရမှာကအချက်လက်တစ်ခုကဘယ်သူဘာဘယ်ဟာလဲဆိုတာကိုခွဲခြားသိမြင်ဖို့အရေးကြီးနေတယ်မရှိမဖြစ်လိုအပ်နေတယ်ဆိုရင်ခေါမလုံးဝမသုံးပါဘူးကဲအခု appositives ရဲ့အခြေခံနှမျိုးကိုတည်သွားပြီဆိုတော့နည်းနည်းလေးအစစ်မင်တဲ့အသုံးလေးတစ်ခုကြည့်လိုက်အောင်ကိုယ့်ရဲ့အရေးအသားကိုပို့ပြီးတော့လှပအောင်စတိုင်ကြအောင်လုပ်တဲ့အနေနဲ့ပေါ့ဒါကတော့ introductory appositive ပါသူကိုဝါကြရဲ့အရှိဆုံးမှာထားပြီးသုံးပါတယ်အဲ့ဒီလိုသုံးလိုက်ခြင်းအပြင်ဝါကြတစ်ခုလုံးရဲ့အဖွင့်ကပို့ပြီးတော့အဆွတ်ဆောင်မှုရှိသွားတယ်ပို့ပြီးအဲ့ဒီပဲပြေဝသွားစေပါတယ် ဒီဥပမာလေးကိုကြည့်လိုက်ပါ A beautiful tourist attraction Inle Lake is famous for its lake-growing fishermen ဒီမှာဆိုရင် A beautiful tourist attraction ဆိုတဲ့အဖွင့်စာသားလေးကဝါကြရဲ့အဓိက subject ဖြစ်တဲ့အင်းလေးကန်ကြောင့်မပြောခင်မှာပဲစာဖတ်သူရဲ့စိတ်ထဲမှာပုံတပုံကိုလှပပဆွဲပေးလိုက်တယ်လို့ပါပဲနောက်တစ်ခုပေါ့ A dedicated mother, she worked 2 jobs to support her children. ဒီလိုအားကောင်းတဲ့အရေးသားပုံစံကမိခင်တယောက်ပါလောက်တယ်ဆိုတော့ကိုမပြောခင်မှာပဲသူရဲ့စိတ်သက်သူရဲ့အနစ်နာခံမှုတွေကိုချက်ချင်းဆိုလိုပေါ်လွင်စေပါတယ်စာကပိုပြီးအသက်ဝင်သွားတယ် ဒါကြောင့် introductory appositive အတွက်အဓိကဖတ်ရမှာကဖော်ပြတဲ့စာစုနဲ့ရင်ဆုံးစာမယ်ပြီးရင်သူ့နောက်မှာ comma တစ်ခုအများအားလိုက်ပြရမယ်ဒါပါပဲ ကဲ appositive ကိုနီလန်သုံးမျိုးနဲ့ဘယ်လိုသုံးရမလဲဆိုတာလေ့လာပြီးသွားပြီဆိုတော့အခုကျွန်တော်တို့သိခဲ့ရတဲ့မြအဓိကချက်တွေကိုအချင်းချုပ်လေးပြန်ပြီးနှွေးလိုက်ကြရအောင် essential နဲ့ essential အချားမှာအရေးကြီးဆုံးမထိုင်မယ်ကွာချက်ကတော့ comma ထုံးတဲ့အစီအမင်းပါပဲလွယ်လွယ်လေးပါအချက်အလက်ကအပိုထက်ဆောင် nice to have ဆိုရင် comma သုံးမယ်
မရှိမဖြစ်လို့အပ်တဲ့ must have အချက်လက်ဆိုရင်တော့ကောင်းမှလုံးဝမတုံပါဘူး အချို့အပြည့်ပြောရရင် appositive ဆိုတာကကိုယ့်ရဲ့စာတွေကိုပို့ပြီးရှင်းလင်းပြသအောင်အသေးစိတ်ကြအောင်လုပ်ပြနိုင်တဲ့အရာတစ်ခုပါကောမာကိုပဲရှင်းသုံးမလဲမသုံးဘူးလဲဆိုတာသိထားဖို့လိုတယ်ပြီးတော့ဝါကြစာမှာသုံးပြီးစာကိုပို့လောက်အောင်လဲလုပ်လို့ရတယ်တကယ်ကိုစာရေးသူတယောက်ရဲ့လက်နဲ့ခိလျာပုံထဲမှာမရှိမဖြစ်ထည့်ထားတဲ့ထူးတစ်ခုပါပဲ အခုဒီအစွမ်းထက်တဲ့တူအကြောင်းကိုတည်သွားပြီဆိုတော့ဒီနေ့ဘယ်နေရာမှာ appositive ကိုစသုံးကြည့်မလဲနောက်တစ်ခေါက်စာရေးတဲ့အခါမှာဒီနီလန်းလေးကိုတတိတရနဲ့ထည့်ပြီးစမ်းသုံးကြည့်လိုက်ကိုယ့်ရဲ့ရေးသားလေးတိတိတာတာပို့ပြီးအားကောင်းလာတာကိုတွေ့ရပါလိမ့်မယ်